အားလုံးပဲမင်္ဂလာပါဂျူလေးတခုပြောကြလေးရှိလို့ပါအဲ့ဒါပါလဲဆိုပွေရှိတ်ဆွေရုပ်ရှင်ကားရေးယုံတင်တဲ့နေမှာဂျူလေးဘက်ရှိုးလာတဲ့အချိန်မှာဂျူလေးရဲ့ပုံပေါ့နော်ပုံလေးဗီဒီယိုတွေကိုမီဒီယာတွေမှာတက်တဲ့အချိန်မှာဒီမိဖို့ဆောက်ထိုးကြီးမီးစီကအရန်ချွန်နေပြီဆိုပြီးဝိုင်းပြောကြတယ်ပေါ့နော်မှန်ပါတယ်ဂျူလေးဝိတ်ချလိုက်တဲ့အချိန်မှာတအားကြီးကိုချွန်ထွက်သွားတယ်ပေါ့နော်မျက်နှာကပိန်သွားတဲ့အခါကျတော့လေမေးစီအရန်ခြုံထွက်သွားတာကိုလည်းသိရဖြစ်တဲ့အတွက်ဂျူလေးစေကန်တစ်ခုပေါ့နော်ဘန်ကမှလောက်ရမလားဒီမှာလောက်ရမလားဆိုပြီးဒီမေးစီကိုလှုပ်ချင်တယ်ဆိုပြီးဖြစ်နေတယ်ဖြစ်အဓိကဘာလဲဆိုတော့သူများရဲ့ပြောကြမေးစီကိုမတရားသဖြင့်ပြင်ထားတယ်ဆိုတာမတရားသဖြင့်ပြင်ထားတာမဟုတ်ဘူးဒီနာကကြွက်သားလုံးကစကားပြောရင်ဒီလိုအားယူပြီးပြောတဲ့အခါကျတော့ဒီနာကကြွက်သားအလုံးတည်တာကအလုံးကြီးမှာပြီးကြီးနေတာပေါ့နော်ကြီးနေမေးစီနဲ့ပတ်သက်ပြီးတစ်ခုပဲလုပ်ဖူးတယ်အဲ့ဒါလွန်ခဲ့တဲ့9နှစ်10နှစ်လောက်ကဒီနာလေးကိုဖီလာလေးရှေ့အောင်ဆိုပြီးဖြည့်ထားတာဖီလာဆိုတစ်နှစ်ပဲခံရမှာဟာကိုအဲ့တုန်းကထိုးထားတဲ့ဖီလာကအခု9နှစ်10နှစ်ရှိနေပြီခဲပြီးဂျယ်လီတုံးလေးလိုဖြစ်နေဆီလီကွန်တုံးလေးလိုဂျယ်လီတုံးလေးလိုဖြစ်နေတဲ့အခါကျတော့ဂျူလီကဆရာဝန်နဲ့တိုင်ပင်ပြီးဒီကောင်ကိုခွဲထုတ်ဖို့စူးစမ်းတယ်ဆရာဝန်နဲ့တွေ့တော့စေကန်းကလည်းခီးသွားနေတယ်မလာနဲ့အောင်ဆိုလို့နောက်လာတယ်မှာလာခဲ့လို့ပြောတော့အဲ့နဲ့ဂျူလီဒီကြားထဲမှာတော့မဖြစ်တော့ဘူးတအားကြီးရှည်ထွက်နေတခုလုံးမှရမယ်ဆိုအပ်ပဲကိုသွားတယ်အပ်ပဲကိုတော့ဒေါက်တာကဘာပြောလဲဆိုတော့ဒီကြွက်သားလုံးကြီးကိုဗိုတော့ထိုးပြီးတော့ကြွက်သားကြီးကိုဖြည့်ချပေးမယ်ဒီအောက်မှာရှိအဲ့ခဲနေတဲ့ဖီလာကိုသူဖီလာဖြော်စီအများကြီးသူထိုးကြည့်မယ်အပေါက်ရတယ်တွေ့လားအပေါက်ရတယ်အများကြီးတွေ့လိမ့်မယ်ဒါဆိုဂျူလီ2ရက်လောက်ရှိမို့လို့အပေါက်ရည်တော်တော်လေးပျောက်သွားတာဒီကနေစပြီးအပေါက်ရအများကြီးပဲအဓိကတော့ဒီတပြင်းလုံးကိုဗိုတော့ထိုးလိုက်တယ်ဗိုတော့ထိုးတဲ့အခါကျတော့ဂျူလီထင်တယ်တပတ်လောက်နေစပြီးဒီကြွက်သားလုံးကြီးပြားလာမယ်ထင်တယ်ဒီအောက်ကကောင်ကတော့ဖီလာဖြော်စီထိုးထားတော့ဘယ်လိုလာမလဲမသိဘူးအများကြီးတော့ထိုးထားတယ်ဒေါက်တာကလည်း3လဇက်တိုက်ထိုးမယ်တဲ့တစ်လတစ်ချိန်နဲ့တခုတော့ရှိတယ်ဒီအလုံးကြီးမရှိတော့ရင်တော့ကြွက်သားလုံးကြီးမရှိတော့ရင်တော့ရင်လည်းတစ်မျိုးကြီးဖြစ်နေမယ်တဲ့ခံစားချက်ကြီးရပါတော့သမင်းစားရင်လည်းသမင်းတွေထွက်ကြမယ်ဒီဂျားတဲ့တွေဒီသွားနဲ့ဒီအောင်နှခမ်းဂျားတဲ့တွေဝင်ကြတော့လွယ်ကူအဲ့လိုတွေလုပ်လို့မရတော့ဘူးပေါ့နော်ဘာကြွက်သားလုံးမရှိရဒါပေမဲ့အဲ့ကြွက်သားလုံးမရှိဘဲနဲ့အချိန်အရန်ကြာလာတဲ့ခါကျရင်လည်းနေတက်လာပါလိမ့်မယ်ဆိုတဲ့ခါကျတော့ကိုယ့်အကိုသိရပါတော့ကိုယ့်ကိုသိတော့လုံနေတယ်တပတ်လောက်နေရင်တော့စပြီးရော့လာလိမ့်မယ်တစ်လားနှစ်လားလောက်နေရင်တော့အရန်မျက်စိမှာ cross ဖြစ်နေတဲ့ဒီမေးစီဒီအလုံးကပျောက်သွားလိမ့်မယ်နဲ့တူပါတယ်မေးစီကိုလှအောင်ဆိုပြီးချွန်ထက်နေအောင်စူးစမ်းနေတာမဟုတ် aesthetic ဆေးကနေသွားရတယ်ဆိုတော့အဲ့အားလုံးဝိုင်းပြောနေကြဒီကြွက်သားလုံးကြီးကိုကိုယ်မဆေးထုတ်ပြီးဖြော်ချနေရဒါပေမဲ့တစ်လားနှစ်လားပြီးရင်ပြန်တက်လာတဲ့အလုံးကလေစကားပြောတယ်အရန်စားတဲ့အခါကျတော့ဒီအောက်ကိုဒီလိုအဲ့လိုဆိုတော့ဒီအလုံးကတက်လာတာအခုဆိုဆေးထိုးထားတာပေါ့နော်နည်းနည်းတော့နာနေသေးတယ်အဲကြောင့်ရောင်နေရတဲ့တွေ့တစ်ပတ်လောက်နေရင်တော့ဒီအလုံးကြီးကပြေသွားမယ်ထင်တာပဲဘယ်လောက်တောင်ဆိုးလဲဆိုဒီကော့နေတဲ့ဒီဂျားထဲမှာတော့မှဖီလာတွေဖြည့်ဘူးတယ်အဲ့ဒီကော့နေတာကြီးတက်သွားရင်အလုံးမဖြစ်တော့ဘဲနဲ့နှခမ်းကနေဒီအထီကိုပြလေးဖြစ်မယ်ထင်ပြီးတော့ဒါမဲ့အဲ့ဖီလာမြင်နေပျော်သွားတာဒီအောက်ကဟာပဲမပျော်တာ3လပြည့်လို့မှအဲ့မေးစီကလုံးနေတော့မယ်ဆိုရင်ရန်ကုန်မှာမဟုတ်ရင်ဘန်ကောက်မှာဖြစ်မယ်ခွဲပြီးတော့မေးစီကို operation လုပ်ပြမယ်အကုန်လှိထုတ်ပြီးတော့လေတိုးအောင်ပေါ့နော်မေးစီကိုတိုးသွားအောင်လှိထုတ်ပြမယ်စူးစမ်းနေပါတယ်အဲ့တော့အခုချိန်မှာမြင်တွေ့နေရတာဝိတ်ချထားတဲ့အတွက်ပို့ပြီးခြုံတက်သွားတာမို့လို့တောင်းပန်ပါတယ်ကျွန်မစူးစမ်းနေပါတယ် cross အရန်ဖြစ်နေတဲ့ဒီအလုံးကြီးနဲ့ဒီနာဟာကြီးကိုကျွန်မစူးစမ်းနေပါတယ်တက်တည်ပြခြင်းလို့ပါဒီမှာအမာရွမပြောက်ခင်မမြန်လာပြတာတရက်ကြော်ဝိုင်းမို့လို့ဒီမှာကျွန်မထိုးထားပါတယ်အပေါက်ရတယ်အများကြီးပါပဲရှင်